အဲ့တော့ရွှေစုစာအုပ်နဲ့ပတ်သက်ပြီးကျွန်တော်အားလုံးပေါ့သိအောင်ဒီနေ့အားလုံးသိအောင်ရွှေဆိုင်တွေရောကျွန်တော်တို့ရွှေစုရဲ့မိဘပြည်သူတွေရောအားလုံးဒီရွှေစုစာအုပ်ကိုလုပ်ပေးနေတဲ့သူတွေရောအားလုံးသိရှိဖို့အတွက်ကျွန်တော်ဒီနေရာမှာရှင်းလင်းပြောပြခြင်းလို့ပါနံပါတ်1အနေနဲ့ကျွန်တော်တို့လက်ရှိတပ်ထုတွန်းဝန်ကြီးဌာနထုတ်ပြန်ထားတဲ့ဒီရွှေဆိုင်နဲ့ပတ်သက်တဲ့ဥပဒေအရရွှေစုစာအုပ်လုံးဝလုတ်ပိုင်ခွင့်မရှိပါဘူးလုပ်ရင်လည်းအရေးယူပါတယ်အရေးယူနေတာတွေလည်းတချို့ရှိနေပါတယ်နော်အဲ့တော့ရွှေစုစာအုပ်ဒီလုံးဝလုတ်ပိုင်ခွင့်မရှိပါဘူးဒါကြောင့်မြန်မာချမ်းသာမှာလည်းလုံးဝရွှေစုစာအုပ်လုံးဝမရဘူးဆိုတာအတိပေးအပ်ပါတယ်နော်ဒီနေရာနဲ့အတိပေးပါတယ်တချို့နားမလဲပဲနဲ့လုံနေတဲ့သူတွေဒီလဲဒီအနေနဲ့ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါစင်တာနဲ့ပြောချင်မှာသူများကိုမလုပ်ပါနဲ့လုပ်ပါနဲ့လို့မပြောလို့ခြင်းမဟုတ်ပါဘူးအဲ့ဒီဥပဒေအရကျွန်တော်တို့ရွှေထီငွေထီပဲလုပ်ပိုင်ခွင့်ရှိတယ်ဒီနေ့ကို3000စု5000စုဆိုပြီးပတ်စံကိုလက်စုပြီးတော့ရွှေကိုပြည့်တဲ့နေ့မှာဈေးဖြတ်ပေးပြီးအယောင်းဝယ်လုပ်တဲ့အားမျိုးသူကလေသဘောဆောင်တဲ့လေနဲ့ဝယ်တဲ့သဘောဆောင်တဲ့အတွက်သူတို့ကအယောင်းဝယ်လုံးဝလုပ်ပိုင်ခွင့်မရှိပါဘူးရော့ဗရမရော့နှကားကိုပဲဥပဒေအရခွင့်ပြုထားပါတယ်နော်အဲ့တော့ရွှေစုစာအုပ်လုံးဝလုပ်ပိုင်ခွင့်မရှိပါဘူးလုံနေတဲ့သူတွေလည်းကျွန်တော်တော့စေတနာနဲ့ပြောတာပါဒီဥပဒေကိုနားလည်အောင်ဖတ်ပါလို့ပဲပြောကြလို့ပါတယ်နောက်တစ်ခုကကြတော့ဒီရွှေစုစာအုပ်တွေလုတ်ပြီးတော့တချို့သောနေရာတွေမှာပြဿနာတက်နေရတာရှိပါတယ်အဲ့ဒါဘယ်လိုတုံးဆိုတော့ तू ကတနေ့9000စု1000စု2000စုပြင်တန3သိန်းစု2သိန်းစုအဲ့လိုနဲ့စုတယ်ဥမာရွှေဘလောက်သားအတွက်6လအတွင်း350စုတယ်အဲ့တော့ဈေးကိုလည်း तू ကတခါတည်းဖြတ်ပေးထားတာမဟုတ်အဲ့6လပြည့်တဲ့နေ့မှာ350ပြည့်တဲ့နေ့မှာပဲ350ပြည့်တဲ့နေ့ကျမှ तू ကရွှေဈေးကိုဖြတ်ပေးတာအဲ့လိုဖြစ်တဲ့အတွက်ဝယ်သူအနေနဲ့ကလည်းကျွန်တော်တို့နစ်နာတယ်လို့ကျွန်တော်အနေရတော့ယူဆတယ်ပြကိုငွေကိုအရင်ပေးထားဒီကြားထဲမှာကိုကဆက်ပြီးတော့ဒီ350ပြည့်အောင်မစုနိုင်လို့350ပြည့်အောင်မစုနိုင်လို့ဟိုကလုံးမယ်ဆိုရင်ဒီငွေကိုပြန်ထုတ်မယ်ဆိုရင်ထုတ်လို့မရတော့သူကအဲ့ဒါသူ့ရဲ့ကာလကိုပြည့်အောင်ပြီးစောင့်လာတယ်အဲ့ကြောင့်ဘယ်လိုလုပ်အဆင်ပြေမလဲနော်အဲ့တော့ရွှေစုစာအုပ်နဲ့ပတ်သက်ပြီးတော့လုံးဝလုံးပိုင်ခွင့်မရှိဘူးဒီရွှေစုစာအုပ်နဲ့လုပ်ပြီးတော့ပြဿနာတက်တာတွေလည်းဖြေရှင်းလို့မရဘူးဆိုရင်တော့သက်ဆိုင်ရာမှာသွားပြီးတော့တိုင်ပင်ကြံပြုချက်ယူပါလို့ပဲကျွန်တော်ကတော့ပြောလိုပါတယ်နော်ရွှေစုစာအုပ်လုပ်တာနဲ့ပတ်သက်ပြီးရင်တော့ကျွန်တော်တော့အမ်းပေးပါကိုငွေကိုသူ့ကိုပေးထားတာဗျာနော်ကိုငွေကိုသူ့ကိုပေးထားတာဈေးကလည်းဖြတ်ပေးထားတာမဟုတ်ဘူးရွှေစုစာအုပ်တော့လုံကြီးလုံဟန်တော့အများကြီးရှိတာပေါ့ဗျာဒါပေမဲ့ကျွန်တော်သိတဲ့ဟာတွေကတော့တိတ်ပြီးတော့အဆင်မပြေဘူးဈေးလည်းဖြတ်ပေးထားတာမဟုတ်ဘူးမပြည့်ပြည့်အောင်လဲကိုကလိုက်ရတယ်အဲ့ဒီကျမှကိုငွေကိုလည်းကြိုးပေးထားတာအဲ့ကိုငွေနဲ့တင်သူကလှက်ပတ်ပြီးတော့ပုံဆွဲပြီးတော့ရင်းနှီးလို့ရနေတယ်နောက်ဆုံးအတိုးပေးစာကိုဗန်နဲ့အတားကိုသူကကိုက်တယ်ရွှေစုစာအုပ်လုပ်တဲ့လူကကိုက်တယ်အဲ့တော့ကျွန်တော်ကတော့ရွှေစုစာအုပ်နဲ့ပတ်သက်ပြီးတော့တချို့အဆင်ပြေတဲ့ဟာတွေလည်းရှိမယ်ပေါ့နော်တချို့ကျွန်တော်လာပြောတဲ့တချို့ကတော့အဆင်မပြေဘူးအဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တော့အားသိမ့်မပေးချင်ဘူးကိုတက်နိုင်တယ်လို့ဝဲပါနော်အခုမြန်မာချမ်းသာမှာဆိုရင် Academy အခောက်ရွှေကိုတပဲသားကနေပြီးတော့စရောင်းပေးနိုင်ဖို့ကျွန်တော်စီစဉ်နေပါတယ်နော်အဲ့ဒါလည်းအကောင့်ထဲပေါ်လာဖို့များပါတယ်ကိုတက်နိုင်တယ်လို့ရော့ပရမီယာရော့နှခါကိုပဲဝယ်ချစမ်းပါကိုတက်နိုင်တော့လေးဝယ်ချစမ်းပါနော်ဘာမှမသိလိန်ပြေးသွားရင်လည်းဘယ်နဲ့လုံမှာတော့လိန်ပြေးသွားရင်ဘယ်နဲ့လုံကြမှာတော့အဲ့တော့ရွှေထီငွေထီရော့ပရမီယာရော့နှခါလို့ဟာမျိုးပဲဝယ်ကြပါလုံကြပါလို့ပဲအားလုံးဒီနေရာနေပြီးတော့ပြောကြားချင်ပါတယ်